သူများနိုင်ငံတွေများကောင်းလိုက်တာနော်ဘလောက်ပဲထိတ်တန့်မင်းသားဖြစ်နေပါစေနော်အကျင့်စာရိတ္တမကောင်းဘူး image မကောင်းဘူးဆိုရင်ခဏလေးနဲ့ဆွဲချနိုင်တယ်အခုဆိုရင်ဒီကလေးမလေးတေဆုံးမှုနဲ့ပတ်သက်ပြီးတော့เนาะသူပါဝင်ပတ်သက်နေတဲ့အဲ့တဲ့နေရာအခုတည်းသူတို့ဘက်ကနေပြီးတော့မင်းသားရဲ့ပေါ့နော်အင်ဂျီစီကနေပြီးတော့လည်းဖြည့်ချင်းမှုမပေးသေးဘူးပေါ့နော်မင်းသားကလည်းကိုယ်တိုင်ထုတ်ပြီးတော့ပေါ့နော်မဖြည့်ချင်းသေးဘူးဖြစ်တဲ့အတွက်ဒီဟာစကားတွေကတော့အများကြီးပဲတဲ့နေရာတော့မျိုးစုံပေါ်ပေါက်နေတာပေါ့နော်တကယ်သူ့ရဲ့ American break တဲ့ကိုရီးယားအစားသူ့ရဲ့fan ဖြစ်ခဲ့တယ်ကွာဖြစ်ခဲ့တယ်ဆိုတော့ဒီလိုမျိုးသတင်းကြတယ်လုံးဝလက်မခံနိုင်တဲ့လူတွေလည်းရှိတယ်ကြာကြာကြီးဆိုဟုတ်ပါမလားဒီမင်းသားဟုတ်ပါမလားဒီလိုပုံစံမျိုးမဖြစ်နိုင်ဘူးသူ့ရဲ့ရုပ်ရည်လေးသူ့ရဲ့နေပုံထိုင်ပုံလေးနဲ့အေးအေးလေးနဲ့ပေါ့နော်ဘယ်လိုမှမဖြစ်နိုင်ဘူးပေါ့နော်ကိုကတော့မှလက်မခံနိုင်တဲ့အနေအထားရှိရကွာတကယ်လုံးဝသူ့ရဲ့fan asset တွေဆိုရင်တော့ဒါ asset တွေဆိုရင်တော့ပြောမနေတော့နဲ့အဲ့လေကြောင့်လည်းရှေ့ကသူဓပုံနဲ့ဒီနန်းနေတဲ့ပုံပေါ့နော်ထွက်လာတဲ့ရပဲသူ့ရဲ့ fan တွေကအုပ်ပေးခဲ့တယ်သူ့ရဲ့ agency ကလည်းမဟုတ်ဘူးဆိုပြီးညင်းပြီးတော့ပေါ့နော်ဒါသူ့ရဲ့တတိကိုဖုံးလွှမ်းပေးခဲ့တာပေါ့အခုချိန်ကြတော့အခုကတော့သူ့ဘက်ကဘယ်လိုမှရမယ်လို့တော့မထင်ဘူးသူဒီကိစ္စမှာပါဝင်နေတဲ့ဆိုရင်ပေါ့နော်သူ့ရဲ့အမှုပညာလမ်းကြောင်းကတော်တော်ကြီးကိုခက်ခဲသွားမှာပေါ့နော်လုံးဝသူ့အမှုပညာလောကတဲ့ကိုရှေ့ပြန်ချလို့မရအောင်ကိုဖြစ်သွားနိုင်တဲ့အနေထားတရဖြစ်နေတာပေါ့နော်ဘာလို့ဆိုတော့သူတို့တောင်ကိုရီးယားမှာကျတော့သူတို့မကြိုက်တဲ့အမှုပညာရှင်ဆိုရင်ပေါ့နော် image မကောင်းဘူးဆိုရင်သူတို့နဲ့ပတ်သက်တဲ့ platform တွေမှန်သမျှအကုန်လုံးသူတို့ကဖြုတ်ချတာသူတို့နဲ့လွတ်တက်ထားတဲ့ brand တွေအကုန်လုံးကလည်းသူတို့ပေါ့နော်သူတို့နဲ့လုံးဝဆက်ပြီးလက်မတွဲတော့ဘူးအဲ့လိုမျိုးတွေလောက်တာနေရာတိုင်းအခုဆိုတောင်းဆိုနေရပေါ့နော် international fan တွေကဆက်တောင်းဆိုနေရသူ့ကို point color ဆိုတဲ့အကြောင်းပေါ့နော်ငါတို့မြန်မာနိုင်ငံနဲ့အရန်กว่าတယ်တလားငါတို့မြန်မာနိုင်ငံလူတွေကြအဲ့လိုမြန်မာနိုင်ငံလူတွေကြအဲ့လိုမဟုတ်ဘူးဘလောက်ထိနာမည်ပဲပြစ်ပစလေဘလောက်ပဲအောက်တန်းကြတယ်လို့ဖြစ်ပစလေတဲ့အင်တာဗျူးဖြေခိုင်းနေအင်တာတွေဗျူးတယ်ဗျူးပြီးသွားရင်အရှက်မရှိဒီ social media ပေါ်ပြန်ရောက်လာတယ်ပြီးွားရင်သူဒီလုပ်ငန်းရှင်တွေကလည်းဘာလို့လဲဆိုတော့သူတို့ရဲ့ brand ပေါက်ရေးအတွက်ဒီရုံးမာတဲ့လူဒီအကျင့်စာရိတ္တမကောင်းတဲ့လူသူမိန်းမဘယ်နှယောက်ပဲပေါ့နော်မိန်းမဘယ်နှယောက်နဲ့ဖောက်ပြန်နေအဲ့လိုလူတွေပြီးွားရင်အင်တွင်းအကြံဖက်မှုသမားတွေအဲ့လိုလူတွေကိုထပ်ပြီးတော့သူတို့ကမြေတောင်မြှောက်ပေးတဲ့ပုံစံမျိုးနော်ငါတို့မြန်မာနိုင်ငံကကြတော့အဲ့လိုပုံစံမျိုးဖြစ်နေရဘာလို့ဆိုတော့သူတို့တွေကလေရှီမုံ9ရက်ကက်ရက်9ရက်ဆိုရပုံစံမျိုးနဲ့သူတို့ကပြန်ပြီးတော့ social media ပေါ်ပြန်ရောက်လာတယ်အဲ့ဒါနဲ့ဟလာအဲ့လူတွေကပေါ်ပင်ပြန်ဖြစ်ပြီးတော့သူတို့ကဗာလဲကြီးပွားချမ်းသာတဲ့လူအဖြစ်တောင်သူတို့ကဖြစ်သွားသေးတယ်တလားပတ်စံတွေရအောင်ရှမ်းသာသွားသေးတယ်တောင်ကိုရီးယားကကြတော့အဲ့လိုမဟုတ်ဘူးသူတို့ကအဲ့လူပေါ့နော်ဘလောက်ထိတော်နေတဲ့ထိတ်တဲ့မင်းသားမင်းသမီးဖြစ်ပါစလေ image မကောင်းဘူးဆိုရင်သူတို့ကအလွယ်တကူဆွဲချနိုင်တယ်တကယ်တော်တဲ့လူဆိုလည်းသူတို့ကမြေတောင်မြောက်ပေးတယ်ဒါငါတို့နိုင်ငံနဲ့တောင်ကိုရီးယားနိုင်ငံရဲ့ကွာခြားချက်ပေါ့နော်ဒါငါတို့နိုင်ငံကိုလည်းအဲ့လိုမျိုးဖြစ်စေချင်တယ်ငါတို့မြန်မာနိုင်ငံကိုလည်းပြီးွားရင်သူတို့နှစ်ယောက်ကပေါ့နော်တရားဝင်ဆက်ဆံရေးကို official မချပြခဲ့ဘူးဘာလို့လဲဆိုတော့သူတို့နှစ်ယောက်စတွဲတဲ့အချိန်မှာကလေးမကဒီမင်းသမီးကပေါ့နော်ခုမှ15နှစ်ပဲရှိသေးတယ်15နှစ်ပဲရှိသေးတယ်ကလေးမလေးအဲ့လိုဆိုတော့သူတို့နှစ်ယောက်ကသူတို့နှစ်ယောက်အကြောင်းပေါ့နော်သူတို့ official မချပြဘူးအဲ့ဒါတကြားပေါ့နော်အများကြီးပဲသူနဲ့ပတ်သက်ပြီးအခုဆိုလေလုံးဝနေရာဒီတာတိုင်းမှာသူဒီမင်းသားဝိုင်းကော့လုပ်ပေးပါဆိုတာကြီးပဲအဲ့လိုမျိုးပေါ်နေတဲ့ international fan တွေဆိုရင်လုံးဝပဲအခုဆိုခက်တိကိုဖြစ်နေရအခုတတိကနော်သူလုံးဝကိုမဖြည့်ချင်းသေးဘူးသူဖြည့်ချင်းဟိုအတွက်လဲစောင့်နေကြပါတယ်ပေါ့နော်ဘယ်လိုပုံစံဖြည့်ချင်းမှလည်းမသိဘူးအများဆုံးမျှော်လင့်တာတော့မဖြစ်ပါဒီလိုပုံစံမျိုးမဖြစ်ဖို့ပဲမျှော်လင့်တာပေါ့နော်ဘာလို့ဆိုတော့သူ့ရဲ့ fan တွေကတော့ကိုရီးယားစာအရန်ကိုသဘောကျတယ်ဒီမင်းသားကိုတကယ်လဲတရုပ်ဆောင်လဲတော်တယ်တကယ်လဲရုပ်ရည်ရှိုးမအော်တယ်ပေါ့နော်တကယ်ထိတ်တန်းမင်းသားပေါ့နော်ကိုရီးယားမှာပြောမယ်ဆိုရင်ဒီမင်းသားကဝင်ငွေအကောင်းဆုံးမင်းသားလို့ပြောလို့ရတယ်ပေါ့နော်ဝင်ငွေအကောင်းဆုံးမင်းသားတလဲဒါပေမဲ့လည်းသိရမလားဘယ်လောက်ထိပေါ့နော်ရုပ်ချောဝင်ငွေကောင်းတဲ့သူဖြစ်ပေါ့နော်သူတို့ကမလိုချင်ဘူးဆိုရင်အခုဆိုမရတော့ဘူးနော်အခုမရတော့ဘူးတော်တော်ကိုပြင်းပြင်းထန်ထန်ဖြစ်နေတောင်ကိုရီးယားမှာအခုဒီကိစ္စနဲ့ပတ်သက်ပြီးတော့